ဟုတ်တယ်လေငါမောင်ရေပတ်စံ30မဟုတ်ဘူးတစ်ချက်အစ50ပြားအစစားစုမယ်ဆိုလို့ရှိရင်အဲ့ဒီပတ်စံဥပမာကွာတစ်ချက်ကိုတန်မိုးမထားဘူးဆိုလို့ရှိရင်ဒီပတ်စံတစ်ချက်တော့တန်မိုးမထားဘူးကျန်တဲ့ပတ်စံဆိုသူတို့တန်မိုးမထားတော့ဘူးလေဟုတ်တော့တစ်ချက်ကို10ရက်လောက်စုမယ်ဆိုလို့ရှိရင်30ဖြစ်မယ်ရက်100ဆိုလို့ရှိရင်ဘယ်လောက်လဲဟုတ်တော့အဲ့လိုမျိုးများသွားမယ်ဟိုဟာမနေ့ပြောသလိုစီကန်းဒီလူကြီးတန်မိုးဆိုတာဒါသူ့ရဲ့အနောက်မှာစကားတွေကလေးလေးနဲ့အများကြီးရှိတယ်သူကိုစီကန်းရှိမှဒီတာလေကိုကပတ်စံနေစုရမယ်ပတ်စံစုမှကိုကစီဝိုင်းတွေတိုးချက်လို့ရမယ်စီဝိုင်းတိုးချက်မှကိုကအောင်မြင်မယ်ပေါ့ငါမဟုတ်တော့စီဝိုင်းအသေးကနေအကြီးဖြစ်မယ်အလက်အရင်ဖြစ်မယ်အလက်ပြီးမှအကြီးဖြစ်မှာပေါ့ကိုကစီမံကက်ခွဲတက်မှာပေါ့ငါမရဲ့ဒီပတ်စံနဲ့ပတ်သက်လာပြီဟုတ်တော့စီမံကက်ခွဲမှုမတက်ဘူးဆိုလို့ချင်းဒီပတ်စံတွေကဟိုကပလိုင်းပေါင်းနဲ့ဖားကောက်လို့ဖြစ်ပါပေါ့ဟဲ့ကောက်တယ်ဟေးကောက်တယ်ဟေးအနောက်မှာပလိုင်းကပေါင်းနေတယ်မတိရဘူးလေဟုတ်တော့အဲကြောင့်မို့ကိုစီကန်းမရှိဘူးဆိုတော့မရဘူးလေစီကန်းရှိမှရမှာပေါ့ရှင်အဲ့တော့ okay ရှင်နော်နောက်အခုဒီအပိုင်းလာစားထွက်တာ6000ကျော်9000ကျော်ထွက်တယ်ဆိုတော့အဆင်ပြေတာပေါ့နော်နောက်ပတ်ဆိုဘယ်လောက်ရမယ်ဆိုတော့မနေ့ပြန်ပြပြအောင်နော်ဟုတ်နောက်ပါအမဆလီထွက်ရင်ကျွန်တော်ရိုက်ပြပေးမယ်လေဟုတ်တယ်မဆလီပြပြကျွန်တော်ရှယ်တာမတွေ့ရလို့မိုးရင်နေပဲဆိုတော့မှာပို့ပေးမလို့ဆလီတော့လိုက်ရတာမတွေ့ရဘယ်လိုပထမတွေ့6930ထွက်တော့ဆလီတယ်မှာဒါပကံချင်းနှုတ်လိုက်ပြီပေါ့200နဲ့ဘယ်လောက်လဲ6900နဲ့30အမနကြီးအဲ့ဒါကျွန်တော် OTT ရေးပြသွားလို့အမနကြီးဆိုရင်အဲ့ဆလီထဲမှာကျွန်တော်9100ဆွဲရမှာကျွန်တော် OTT ကျွန်တော်အဲ့ဒါပကံမိုးနှုတ်လိုက်ပြီပေါ့ဟမ်ပကံမိုးနှုတ်လိုက်ပြီပေါ့အဲ့6900နဲ့60အဲ့ဒါပကံမိုးနှုတ်ပြီးပါလေပကံမိုး180အောင်နှုတ်ပါလေ6900နဲ့30ဟုတ်ကဲ့ငါမကြီးဟုတ်ကဲ့အဆင်ပြေတယ်ငါမကြီးနော်အများစီကန်းကြတိုင်းလိုက်တာနော်ငါမနော်အဲ့လိုမျိုးစက်ရုံတွေကထိုင်းနိုင်ငံမှာနေပါပြီဆိုတော့နော်စီကန်းကြဖောက်ပြမဲ့ဆိုလို့ချင်းတများကိုမောင်းထုံးမယ်ကျလားမမတော့ကျွန်တော်အလူမျိုးဘယ်လိုမျိုးလဲဘယ်ရမဆိုပေါ့စစ်တဲ့နိုင်နဲ့အပင်ဆိုတဲ့အထဲမှာကျွန်တော်ပါတယ်ဟုတ်တယ်လို့လို့လေအဲ့မှာနေအိတ်စီကန်လိုက်နေရမယ်ကျောင်းမနေကျောင်းစီကန်ဒါပဲလေငါမရဲ့ကိုအိမ်မှာကိုအိမ်စီကန်စီတယ်ကျောင်းမဆိုရင်ကျောင်းစီကန်စီတယ်ဘယ်နေရာမှာဆိုသူစီကန်နဲ့သူစီတယ်မနက်စီမှာလာရင်မနက်စီကန်ဘယ်လိုလဲဆိုငါမောင်သိတယ်နော်ဟုတ်မနက်အပေါက်ဆိုးတယ်ကွာလူကိုကူညီတယ်ကွာဒါငါမောင်သိပဲအပေါက်ဆိုးတယ်ဆိုတာလူတိုင်းကိုအပေါက်ဆိုးလို့မရဘူးနော်လူတိုင်းလက်ဆဲလို့မရဘူးအဆဲတောင်းတဲ့လူကျတော့ငါရက်မကြည့်နိုင်ဘူးလေငါလည်းဖျားတရားလုံးနေတဲ့လူမဟုတ်ဘူးငါဆဲစရာစင်ငါဆဲမှာပဲဟုတ်နော်အဆဲခတ်နိုင်နေဆိုရင်လားအဆဲမခတ်နိုင်ဆိုမလားနဲ့အဆဲတောင်းတဲ့လူကျမဆဲပေးရမှာပဲလေငါမောင်အဆဲမတောင်းငါမောင်မနဲ့ဆဲရဘူးဟုတ်တော့ဟုတ်တယ်လေမနန်သူများပြောတာဘယ်လိုပြောလဲမနန်ဘယ်လိုပြောလဲပွင့်လေးနဲ့ပက်သားတယ်ဟုတ်တယ်မလားကျန်တဲ့ဆိုမဲ့လေမနန်ကျတော့လေအခုချိန်ကြီးကျွန်တော်တကားအဆဲမခံရဘူးလေရှယ်ဆဲမတောင်းပဲရလို့ကျမဘယ်လိုသဆဲမှာတော့လို့ဟုတ်အဆဲတောင်းလို့ကျတော့ဆဲပေးရတာဒါတဘာဝပဲလေငါမောင်ဆဲပေးရင်သူတို့ကိုမကြိုက်ဘူးသူတို့ကိုဘလော့တယ်ကိုလည်းသူတို့မကြိုက်ဘူးကိုဘလော့လိုက်တယ်ဒါပဲပြောစရာအများကြီးမလိုတော့ဘူးလीနော်ဒါပေမဲ့ဒီနောက်ပိုင်းမဆဲပြအောင်နေပါတယ်ရှင်ဘာလို့ဆိုတော့ဆဲပြီးလည်းဟိုကိုစိတ်ထဲမှာလည်းမကောင်းသူတို့ကြားရတယ်လေကိုအကိုပေါ်လည်းမကောင်းဆိုတော့နော်မဆဲပြအောင်နေတယ်ရှင်အဲ့လိုဒါပေမဲ့ပါဇက်လည်းဘလိတ်မရှိတဲ့ခါကျတော့ထွက်တာတော့ရှိတာပေါ့ရှင်ကိုလည်းလူတွေကလူဆိုတော့လေဟုတ်ကဲ့အဲ့ဆိုဒီလောက်ပဲကြလားနော်ဟုတ်မအိမ်မလာမပါစီရှင်နော်ဟုတ်ကဲ့ရှင်မင်္ဂလာပါဒါခွေးစားចောင်စာယုံကအလုပ်ချိတ်ဆက်ပေးလိုက်တဲ့မောင်လေးရှင်နော်ဟုတ်ကဲ့စင်တဝက်ကို9000ကျော်လောက်ထွက်တယ်ရှင်နော်အဲ့ဒါနှုတ်လိုက်တော့6930ပဲကျန်နေရှင်နော်ဒီအပတ်အဲ့ဒါဆိုင်ကလေးဝယ်ပေးတယ်အလုပ်ချိတ်ဆက်ပေးတယ်ကျွန်မပတ်စံ9000ပဲချီထားတယ်2000ဆက်လာပြီး9000ပဲကျန်တယ်နော်အဲ့လိုမျိုးရှိတယ်ရှင်နော်ကျွန်မအချိတ်ဆက်နဲ့လာတဲ့လူတိုင်းဘယ်သူမှဒုက္ခရောက်တဲ့လူမရှိဘူးနော်ကျွန်မကိုလိန်သွားလို့ကျွန်မလိန်သွားတဲ့အလုပ်သမားတွေပဲရှိတယ်စင်နော်အေးလိန်သွားတဲ့လူကြတော့လည်းတစ်ခါစားပေါ့ရှင်တစ်ခါစားဆိုတော့လည်းအများကြီးပဲတယောက်တသိန်းကျော်2သိန်းကျော်အဲ့လိုမျိုးအဲ့ဒါအရင်ကလူတွေရှင်နော်ဒီနောက်ပိုင်းကျတော့တတိချနော်သူတို့ရဲ့ကိုရေးကြစုံဝင်တွေနော်အာမခံတဲ့လူတွေနော်ယူရရှင်အားလုံးချစ်ပါလေရှင်ဘိုင်ဘိုင်အားချလာ